ကဲအားလုံးပဲမင်္ဂလာပါအဲ့တော့ဘောက်တူပါဖော်ဝါလို့ကြိုးစားပါတယ်ဒီနေ့ကလည်းအင်မတန်ပွဲတွေများပါတယ်အဲ့တော့စပိန်လာလီကလည်းစပါပြီနောက်ပြီးချန်ပီယံရှစ်တွေစပြီအဲ့တော့ရှိရပွဲတွေလည်းရှိတယ်ပွဲတွေကအတော်လေးများတယ်အဲ့ဒီနေရာမှာကျွန်တော်အကြဖြစ်မဲ့ပွဲကိုကျွန်တော်ရွေးချယ်တုံးသက်ပေးချင်ပါတယ်အဲ့တော့ဘောလုံးရည်စပြီဖြစ်တဲ့အတွက်ကျွန်တော်ညီကိုတွေနဲ့အဆက်အသွယ်မပြတ်ဖို့ TikTok ကိုလည်း follow လုပ်ထားပေးပါကျွန်တော်နေ့စဉ် free တုံးသက်ချက်တွေကိုပုံမှန်တင်ဆက်ပေးပါမယ်အဲ့တော့ဘောလုံးရည်စပြီဖြစ်တဲ့အတွက်ကျွန်တော်ညီကိုတွေနဲ့ရှေ့လျှောက်ကျွန်တော်ကအကောင်းဆုံးပုံစံတင်ဆက်ပေးသွားပါမယ်ကဲအဲ့တော့လက်ရှိပွဲကိုကြည့်အောင်လက်ရှိပွဲကကျွန်တော်တို့စီဗီလာနဲ့ဘလကာနိုပေါ့အဲ့တော့စီဗီလာကဘော်ဒီဈေး325ပေးထားတယ်ဂိုးပေါင်းဈေးက2မိုင်30ဒီဈေးကမနစ်ကပေးတဲ့ဈေးတိုင်းပေးလာတယ်မနစ်ကလည်းစီဗီလာက30ဆိုပြီးဂိုးပေါင်းဈေး2မိုင်20နဲ့ထွက်လာတယ်အဲ့တော့ဈေးရဖြစ်တိတ်မကွာချောင်းမနစ်ကပေးထားတဲ့ဈေးတိုင်းပေးလာတယ်ကျွန်တော်တို့လက်ရှိစီဗီလာရဲ့ပုံစံသွားလာတွေကိုကျွန်တော်ကြည့်ကြည့်အောင်လက်ရှိစီဗီလာနောက်ဆုံး9ဝန်းမှာကလီဗာပူးဇင်နဲ့2-1ရှုံးထားတယ်0-1 1-2 2-1ဒီလိုပုံစံမျိုးလေးတွေတွားထားတယ်အဲ့တော့စီဗီလာဘက်ကဂိုးလေးတွေပုံမှန်ရနေတာတွေ့ရတယ်အဲ့တော့တစ်ဖက်ကဘလာကာနိုကျွန်တော်တို့ကြည့်ရတစ်ဖက်ကဘလာကာနိုကအဝေးကွင်းဆိုရင်ပုံမှန်တော့ဂိုးလေးမရတတ်ဘူးဒါတော့ကျွန်တော်တို့နောက်ဆုံးပွဲလေးကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်နောက်ဆုံးပွဲမှာဆိုရင် Ipswich Town ကို 3-C 2-3 1-1 2-1အဲ့တော့ချစ်ကြည်ပွဲလေးမှာအဲ့လိုပုံစံလေးတွေ့ရတယ်ဗောလေအဲ့တော့ရာသီစပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ကကြေးတွေကတိတ်ပြီးတော့ခံမှန်းလို့တော့တိတ်မရသေးဘူးဘာလို့ဆိုခုမှပွဲစတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကခြေစွမ်းလေးကိုကျွန်တော်တို့ကပုံမှန်သုံးသက်တာဖြစ်ပါတယ်အဲ့တော့ကြေးတွေဘာညာကကျွန်တော်တို့ရာသီစပြီဖြစ်တဲ့အတွက်တားကြီးလည်းကျွန်တော်တို့ရမ်းဆန်ပြီးတော့ကျွန်တော်တို့ပြောလို့မရဘူးကျွန်တော်တို့ကခြေစွမ်းကိုကြည့်ပြီးဒီညကျွန်တော်သုံးသပ်ပေးပါမယ်အဲ့တော့ဘလကာနိုကဝေကွင်းပုံမှန်ဆိုဂိုးမရတော့ဖြစ်နေတယ်အဲ့တော့ဒီနေ့မှာကျွန်တော်ကဂိုးရနိုင်တယ်လို့ကျွန်တော်ယူဆတယ်တစ်ဖက်ကစီဗီလာကလည်းပုံမှန်လေးဂိုးရနိုင်ချစ်ကြည်ပွဲတွေမှာအဲ့တော့ကျွန်တော်ကဒီပွဲမှာကဂိုးပေါင်းလေးကိုကျွန်တော်ပို့ပြီးတော့နှစ်သက်တယ်ဗျာဘော်ဒီရဲ့အစအဲ့တော့ဘော်ဒီစေး320နဲ့ဂိုးပေါင်း2မိုင်30ကဒါကဖြစ်တင်ဖြစ်တယ်လို့ကျွန်တော်ယူဆလို့ရတယ်အဲ့တော့ကျွန်တော်တို့ head to head ကိုတစ်ချက်ကြည့်အောင်head to head မှာဆိုရင်ဘလာကာနိုကပုံမှန်စီဗီလာကိုတော့အနိုင်ရဖို့ခက်ခဲတာတွေ့ရတယ်တိတ်မနိုင်ခဲ့ဘူးဗောလေအဲ့တော့ head to head မှာဆိုရင်1-1 0-1 1-1 1-0 1-2အဲ့လိုမျိုးဖြစ်တာအဲ့တော့စီဗီလာကဘလာကာနိုကိုအမြဲတမ်းကောင်းကောင်းရှင်းစောနိုင်တယ်အဲ့တော့ဘလာကာနိုကစီဗီလာကိုအမြဲလိုတိတ်ပြီးတော့ဘယ်လိုပြောမလဲကောင်းကောင်းမစော့နိုင်ဘူးအဲ့တော့ဟတ်တူဟတ်မှာကစီဗီလာကတာတယ်အဲ့တော့ဒီနေ့လဲစီဗီလာကထပ်မှန်ပြီးတော့အနိုင်ရသွားနိုင်ပါမလားကျွန်တော်တို့တွေးကြည့်ရပါမော်လေအဲ့တော့လက်ရှိကျွန်တော်တို့ဟတ်တူဟတ်မှာက1-1 0-1 1-1 1-0အဲ့တော့ဂိုးလေးတွေနေတာတွေးရတယ်ပြီးတော့ကျွန်တော်ပြောတဲ့အတိုင်းစီဗီလာကချစ်ကြည်ပွဲတွေမှာပုံမှန်ပွဲတွေမှာပုံမှန်တိုက်စစ်ပိုင်းကဂိုးရနေတဲ့ဖြစ်တဲ့အတွက်ကျွန်တော်ကစီဗီလာဘက်ကလည်းကျွန်တော်တကူမျှော်ကြည့်ခြင်းနဲ့အဲ့တော့ဘလာကာနိုကလည်းအဝေးကွင်းမှာကျွန်တော်ကဒီနေ့ညမှာဂိုးရနိုင်တယ်လို့ကျွန်တော်ယူဆမိတဲ့အတွက်ဘလာကာနိုကလည်းတကူအဲ့တော့1-1ကျွန်တော်တို့ဂိုးပေါင်းစေး2မိုင်30မှာကပြား30ရင်းပြီးတော့ကျွန်တော်ပြား30ရင်းနေပြီးတော့ကျွန်တော်တို့ဂိုးဘော်ဘက်ကိုကျွန်တော်ယူကြည့်ချင်ပါတယ်အဲ့တော့ဒီနေ့ညအကြိုက်ဆုံးတစ်ကွက်ကတော့ကျွန်တော်ကတော့စီဗီလာဂိုးဘော်ကျွန်တော်ရွေးချယ်ပေးထားပါတယ်အဲ့တော့အားလုံးပဲကံကောင်းကြပါစေအားလုံးပဲတာတော့နေလေးဖြစ်ပါစေဗျ